တန်ဝင်လည်းဘာဖြစ်ပေါ့ငါပြောလေ မုံတရားတွေရဲ့မုံတရားတွေရဲ့ မရက်နဲ့သူ့မရက်နဲ့ရတယ် ဟော သူ့မရက်နဲ့ရ ပြပြ ပြစားလိုက် မုံတရားတွေရဲ့မုံ ကတ်ကိုမှတ်မိအောင်လို့ပြန်လို့ ကတ် စောင့်နော် 5 4 3 2 1 action ရပြီ 3 4မုံတရားတွေရဲ့မုံတရားတွေရဲ့မုံတရားတွေရဲ့ကြပါတော့လေ နောက်ကိုနည်းနည်းဆုံး ဒါကြည်လို့ဆိုင်ထားထားလိုက်ရတယ်ပြဿနာမရှိဘူးပြရမှာကျွန်တော်ဖြတ်ဆက်လိုက်ဆက်လိုက်ပါရတယ်မရက်နဲ့ရတယ် ရှေ့ကိုရမ်းမကန်တဲ့ခုနအရမ်းကန် ဟုတ်ရရ မုံတရားတွေရဲ့အကြမ်းမတို့ဖေးဖေးချမ်းလေညီညွတ်ခြင်းကကဘာပြေရွေးမင်္ဂလာရမို့လေမုံတရားတွေ ဟုတ် ရဲ့ တယ်မကန်တယ် ဟုတ်ရ မုံတရားတွေရဲ့မုံတရားတွေရဲ့ကြပါတော့လေ Hey မုံတရားတွေရဲ့အတ္တမတော်ဖေးဖေးချမ်းလေညီညွတ်ခြင်းကကွာတည်ရွေးမင်္ဂလာတရားမို့လေအမုန်းတရားတွေရဲ့အမုန်းတရားတွေရဲ့အမုန်းတရားတွေရဲ့ကြပါတော့လေလူပဲလေလူမျိုးရေးတွေမခွဲခြားပဲလူဟာလူပဲမယူပါလေလက်တွေဘဝတွေထဲအနာဂတ်ရေးကိုပို့ချိုးတွေးလေမုံတရားတွေရဲ့မုံစစ်ဆိုတာရဲ့စပွဲကြီးတွေရဲ့ကြပါတော့လေတိုင်းရင်နာပြည်သူညီကိုမောင်မတွေရေးကြည့်ပြီးသွေးနေကြလေတိုင်းရင်နာပြည်သူညီကိုမောင်မတွေနွားခွေရင်ချဆွဲလိမ့်မလေညီညွေရေးကိုရှေ့ရှုလို့မုံတရားတွေရဲ့ကြပါတော့လေ လက်ချင်းကင်လာလေးပါလေလို့လက်ချင်းကင်လာလေးပါရေးကြည့်ကျွေးစီးကြပါလေ ဆိုလိုပဲရဲ့ဥပမာလေ အေးဆိုလို့တောင်းပါ ဟဲ့ပါလေပြောတာသူဆိုရင်ပြော လူဝဲလေလူမျိုးရေးရမခွဲကြပဲလူဟာလူပဲမယူပါလေလက်တွေဘဝတွေထမ်းနာဂရေးကိုပို့ချိုးတွေးလေအမုန်းတရားတွေရဲ့ဟိုစစ်ဆိုတာရဲ့စပွဲကြီးတွေရက်ကြပါတော့လေ ရုံလေးကွာ ကျုံလေးပုံလေး လူလေးတော့ပေါ့ပါလို့လေ တိုင်းရင်သာပြည်သူညီကိုမောင်မတွေအရေးကြီးပြီးသွေးနေကြလေတိုင်းရင်သာပြည်သူညီကိုမောင်မတွေနော်ခွေရင်ချဆွဲလိမ့်မလေညီတွေရဲ့ကိုရှေ့ရှုလို့မုံတရားတွေရဲ့ကြပါတော့လေမုံတရားတွေရဲ့ကြပါတော့လေမုံတရားတွေရဲ့ကြပါတော့လေဟဲ့ကျွန်တော်အားလုံးငင်းကြတော့ငင်းတင်များအတွက်မုံတရားတွေရက်လိုက်ကြပါတော့ စင်ပြေလားလက်ခုပ်တန်လေးကြားကြပါလားရလိုက်ပါ